ထိုင်းဘက်ငွေကနေမြန်မာကျပ်ငွေကိုတွက်ဖို့သူများကိုပဲအခုချိန်ထိအားကိုးနေတော့မယ်လားဒါမှမဟုတ်ငွေလွှဲတဲ့တိုင်ကတွက်ပေးတာမှန်ရလားဆိုပြီးရင်တထိုက်ထိုက်နဲ့ဖြစ်နေသေးလားအခုဒီဗီဒီယိုလေးကိုကြည့်ပြီးသွားရင်10မိနစ်အတွင်းဘက်ငွေတွက်တဲ့နေရာမှာဆရာကြီးဖြစ်ပြီးရိုးရိုးရှင်းရှင်းလေးပဲမှတ်ထားလိုက်ပါဥပမာဒီနေ့မြုပ်ဒီပေါက်ဈေးကတသိန်းကို800ဘတ်ပေါက်တယ်ဆိုပါစို့ကျွန်တော်တို့မှာဘတ်ငွေ9000ရှိတယ်ဆိုရင်မြန်မာငွေဘယ်လောက်ရလဲဆိုတာကိုသိချင်လို့ရှိရင်ခေါင်းရှုံးမခံနဲ့တော့โอเคဒါဆိုရင်ကျွန်တော်တို့ကဏ္ဍပေါင်းဆက်တဲ့ကိုအရင်သွားမယ်ကဏ္ဍပေါင်းဆက်တဲ့ကိုဝင်မယ်ပြီးကြလို့ရှိရင်9000အစား3.3အဲ့ဒါပြီးလို့ရှိရင်လက်ရှိပေါက်ဈေးက800ဘတ်အဲ့ဒါဆိုရင်ကျွန်တော်တို့မြန်မာငွေ6,2500ကျပ်ရရှိမှာဖြစ်ပါတယ်ဘတ်ငွေ9000ကိုမြန်မာငွေ6,2500ကျပ်ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့အဖြေကချက်ချင်းထွက်ပါတယ်ကဲကိုတွက်ချင်တဲ့ငွေအမောက်ကိုမြန်မာငွေဘယ်လောက်ရလဲသိချင်လို့ရှိရင်အော် comment မှာမေးသွားလို့ရပါတယ်โอเคဒါဆိုရင်နောက်နေ့ဗီဒီယိုမှာပြန်ဆောင်ကြရအောင်